ဒါကတော့တကယ်ကိုမယုံနိုင်စရာကစားသမားပါပဲအမထာသူ့အတွက်နေရာလွတ်ဖန်တီးပုံကတကယ်ကိုပြောင်မြောက်ပါတယ်တကယ်ကိုကောင်းတဲ့ပွဲပါသူ့ရဲ့ဘယ်ချင်နဲ့ကန်ဖို့နေရာလွတ်ရှာသွားခဲ့ပါတယ်ကိုသမားကိုတော်တော်လေးအလို့ပေးခဲ့တာပါလောလောဆယ်မှာတော့ကိုညာကဒီလူငယ်နောက်ခံလူကိုအသာစီးရနေတာလို့ထင်ပါတယ်ဒါကောင်းမွန်တဲ့ကာကွယ်မှုပါဘာလို့လဲဆိုတော့ကွင်းမင်းနဲ့ဖင်ကချောနေလို့ပါဘောလုံးကတော်တော်လေးနှိမ်သွားပါတယ်အားလဲတော်တော်ပါပါတယ်ဘောလုံးကလည်းနည်းနည်းဝိသွားပါသေးတယ်အပလည်းပေးဖို့မူပါသူဘောလုံးကိုထိမ့်လိုက်ပြီးဂိုးဝင်သွားသလိုတော့လှပပါတယ်ဒါကတော့ True Power ရဲ့ကောင်းမွန်တဲ့ခံစစ်ကစားပုံပါပဲတကယ်ကိုအစင်းမင်းနဲ့ခံစစ်ကစားမှုပါစီးပေါ်မှာတင်းနေတာပါဒါတကယ်ကိုကောင်းမွန်တဲ့ကာကွယ်မှုပါခြေထောက်နဲ့ကာကွယ်သွားတာတကယ်ကောင်းပါတယ်ခြေထောက်နဲ့ပိတ်လိုက်တာမယုံနိုင်စရာပါပဲဘရူမိုကိုယုံကြည်လိုက်ပါအိုးဟုတ်ပါတယ်တကယ်ကိုကောင်းပါတယ်ဒီနေရာမှာကိုညာရဲ့ထိချက်တာကောင်းသွားတာပါဂိုးဧရိယာတွေကိုတိုက်ရိုက်ထိုးဖောက်ဝင်သွားပါတယ်သူတို့ကြားမှာဘာဒီဖြစ်ကုန်တာလဲသူဆွဲဝင်သွားပြီအင်ဂျီကိုနောက်ကနေအတင်းဆွဲထားတာပါလီယန်ရေဒါကတော့တေချာပေါက်ပင်နယ်တီပါဒိုင်လူကြီးကလည်းမှန်ကန်တဲ့နေရာမှာရှိနေပါတယ်ကျွန်တော်လည်းမသိတော့ပါဘူးသူဘာလို့အဲ့လိုလုပ်လိုက်ကလည်းမသိပါဘူးဘရူနိုဖာနန်ဒက်စ်ကတော့ဘုံပေါင်းနဲ့ကစားခဲ့တဲ့၈ကွဲမှာဂိုးပါဝင်ပတ်သက်မှု၈ကြိမ်ရှိထားပြီးအခု၉ကွဲမြောက်မှာ၉ကြိမ်မြောက်ဖြစ်အောင်ကြိုးစားနေတာပါမန်ချက်စတာယူနိုက်တက်တို့ဂိုးရသွားပါပြီဘရူနိုဖာနန်ဒက်စ်ရဲ့ဒီယာဒီပရီးမီးယားလိ၈ဂိုးမြောက်သွင်းကိုပါဘုံပေါင်းနဲ့၉ကွဲမှာ၉ကြိမ်မြောက်ပါဝင်ပတ်သက်မှုဖြစ်သွားပါပြီယူနိုက်တက်တို့အထက်ဦးဆောင်ဂိုးကိုသွင်းယူပေးလိုက်တာပါတောင်ဘက်ကန်းချေမှာပေါ့ဘုံပေါက်တော့ညာမန်ချက်စတာယူနိုက်တက်တကိုးပါတကယ်ကိုကောင်းမွန်တဲ့ပနယ်တီပါကိုညာလည်းဖျော်နေမှာပါဂိုးသမားကိုကဖက်လှည့်ပြီးကန်သွင်းသွားတာပါတကယ်ကိုထူးချွန်တဲ့ပနယ်တီပါဒီအနေထားအထိညောက်အောင်ဆွဲလာပြီးတော့ Ryan Christie ရဲ့ညာကျင်တဲ့ကန်ချက်ကခြေပါကိုဖြစ်သွားခဲ့ပါတယ်ကျွန်တော်ပြောခဲ့သလိုပဲ Vitality Queen မှာတော့အငင်းပွားဟရတွေရှိနေပါတယ်ဖြစ်နိုင်တာကအာမတ်လဲကြွားသွားကြောင်လည်းဖြစ်နိုင်ပါတယ်ကဲမကွမ်းရကက်လာပါဒီဘုံမောက်ခန့်စစ်မှာဘာတွေထစ်ကုန်တာလဲကျွန်တော်လည်းမသိတော့ပါဘူးကိုသမားဘော်ကနေမကွမ်းရကခေါင်းတိုက်သွားတာပါဘဒူးမှဟန်သားခြင်းမရှိတဲ့ခေါင်းတိုက်ချက်ပါသူ့နေရာသူယူပြီးအရေးစင်စောင့်နေခဲ့တာပါJames Hale နဲ့ထိသွားတာလည်းဖြစ်နိုင်ပါတယ်ကျွန်တော်တို့ပြန်ကြည့်ရအောင်ဟုတ်ပါတယ်ထိသွားတာပါဂိုနာဆိုအတွက်ဂိုးဖြစ်သွားပါတယ်ဘာဖြစ်တာလဲထိတွေ့မှုရှိပါတယ်ထိတွေ့မှုရှိပါတယ်တေချာပေါက်ရှိနေတာပါအဲ့ဒီလောက်ထိတွေ့မှုရှိခဲ့တာလားအာမတ်ဟာပင်နာတီမရခဲ့ရင်တော့ဒါကအငင်းပွားစရာပါထရာအိုရီညာကြီးကပြင်လိုက်ပြီးဂိုးပေါက်သေးကိုကန်သွေးလိုက်တာဂိုးဘေးပိုက်သေးတဲ့ဝင်သွားပါတယ်နှစ်ဂိုးစီတရေဖီသွားပါပြီလူစားဝင်လာတဲ့ဂျူနီယာထရာအိုရီကပွဲကိုပြန်လေထင်းချောင်းသွားတာပါတကယ်တော့သူတို့၃မှတ်ရတဲ့ပွဲပါဒါပေမဲ့ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်ကြောင့်အခုလိုဖြစ်သွားတာပါဘုံပေါက်2ဂိုးမန်ချက်စတာယူနိုက်တက်2ဂိုးပါ